တလောရောက်နေတော့နော်ဒီကအေးနဲ့ဟောတရားဝင်မရသေးအဲ့နဲ့ဒုတိယစံပြားစားနေရပါခုနဝက်နဲ့ဒီထောက်ချက်နဲ့ထိုင်းတာသူတို့စားကောင်းတယ်စံပြားကြီးဒီကအေးနဲ့ဘူးလေးစားတော်တော်လေးကိုစားလို့ကောင်းပါရဲ့ဟိုကလောကဒီမျိုးလေးမရောက်ဘူးသေးဘူးပေါ့နော်တက်ကြီးကိုကတော့ရောက်ချင်းနဲ့ဒီစားလေးစားလိုက်ရတော်တော်လေးဆက်တက်ပါဖြစ်သွားတယ်ဖတ်ကြည့်လိုက်နော်တော့ကောင်းတယ်အဲ့ရတာလည်းတော်တော်တူတာစံပြားရောရန်ကုန်မှာဒီမျိုးတင်နေရရှမ်းစာနဲ့လည်းနေစားအရင်ဆုံးစံပြားကလေလူတွေကစံပြားသိမတွေ့ဘူးဒီတစ်ခေါက်လာတော့လူတွေကစံပြားတွေကတော်တော်စားကောင်းဒါဒီလိုရကြနော်ဒီလိုလာပြီးတော့လုံးဝတောင်ပေါ်မြို့ရှိခြင်းပေါ့နော်စောက်ကြီးအောင်ရှယ်မန်နီယာအဲ့စောက်ကလက်ဖိကော်ဖီဆိုင်ဖွင့်တာ coffee and restaurant ဆိုပြီးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အစာအုပ်ကနေပုံစံနဲ့ဒါပေမဲ့အမှန်တကယ်က coffee ဆိုင်နဲ့ဒီဘက်မှာလည်းရန်ကုန်စက်တိုင်းပေါ့နော်ရွှေလက်ဖိဆိုင်တွေပါရှိရှမ်းပြည်ရောက်တော့ရှမ်းစာလေးစားချင်တာပေါ့နော်ဒီအားကြောင့်လို့ရှမ်းစာလေးစားနေဒါပေမဲ့ရှမ်းဆိုပေမဲ့လည်းယူရီးယားစာပြင်ယူရီးယားစံပြားနဲ့လေအရင်ကစံပြားတွေနောက်ရှမ်းခေါက်ပြစံစီကိုစံပြားတွေဒီကတော့ယူရီးယားလာတဲ့စံပြားရှိပြီးတော့ဆက်လို့ကောင်းဟိုဆိုင်ကနိုင်ဖွင့်နေပြီးလိုက်တော့အောက်နိုင်ဖို့ဆိုပိတ်နေညစာစားဖို့ကရေးထားတယ်ဟိုတရားငင်းကြီးလေးပါဒါပေမဲ့ကျောင်းနိုင်ကိုဆိုနည်းနည်းစိုးရနော်ဟိုညစာနည်းနည်းစိုးတော့ဒီမှာဒီခါလေးတွေ့ကျိုးဘူးကြောက်တယ်ဝက်ခောက်တယ်အာဒီကျော်တယ်အဲ့ဒီဘောတော့မလို့စဉ်းစားထားညစာအနေနဲ့ကဲနောက်ရက်ဒီမှာလည်းဒီမျိုးစားပြီးတော့ရှမ်းပြည်ရောက်တော့လေဒီလိုစားပြီးစားမယ်ဆိုတော့ခိုက်ကြည့်ပြီးနော်ဒါပေမဲ့ဘူးရွာနေရောညာဒီကကိုဘက်တော့မပေါ့မင်းတို့ကောင်းတယ်ပေါ့နော်ခုတော့ရှမ်းပြည်မှာချီဆောင်ရင်းနဲ့လမ်းလျှောက်နေပါလေလို့ဘူးတွေကလည်းကောင်းကြပဲညာဒီလိုကြည့်ရောဝါတော့တောင်ရောင်မမြင်ရတော့ဘူးဟောဝါနဲ့မြူတွေကြနေတယ်လို့ပဲတော်လေးကိုပဲမိုးကြီးကောင်းချက်ပဲโอเคအဲ့ဆိုတော့ဒီနေ့ကတော့ဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ပြောတာပါနောက်မှဦးစီရှမ်းပြည်ကဦးစီโอเคတန်းလျှောက်လိုက်ပါဦးမယ်ကြာဒီကူကအေးမိုးရီအမှိုင်းစားဘိုက်စားစီရတော့ဒီမှာတူဦးကျော်တွေဝင်လာပါနေကဲချလိုက်တာမူကဟိုတဲမှာလမ်းလျှောက်နေရချလိုက်တာရန်ကုန်မှာအိုက်လာရောက်တော့မှချမ်းနေအမလီချနေ She moves like a map with no borders, a whisper caught in the wind. I see her boots at the corner cafe with a notebook and a grin. She's chasing skies I've never named while I stay in my lane. But something in the way she moves keeps pulling at my chain. Oh, try
You carry the sun in your stride, leaving behind what I hold inside. If I don't ask your name today, တောင်းကြီး I may never အိ get မ် the ကြီး chance ရှူရီလေရီစိုက်ခ to င်း walk beside your wandering land. ရှိကူကဲတို့ညာဆိုင်အပါတော်လေးကိုတားရတယ်နော်ဒါကြီးကိုကြည့်တာမိုးရရွာ She hums a tune I've never heard ဒီတန်ကြီး in languages I can't speak. ဒီဟိုတယ်ကိုဆန်းထားတဲ့ဒီ She writes down cities on her wrist and dreams she'll never keep. ဒီမှာထပ်ပြီးတော့ I sip my coffee. ဒါပေမဲ့မိုးရရွာနေမိုးရရွာနေတော့အပြင်တော့မထွက်ဖြစ်တော့ဘူးနော်နောက်မှာအရန်ကိုကြည်ရင်ตาရနေတာမြူတွေဆိုင်နေရှိမှာရမ်းလာအောင်စီနဲ့မြူနဲ့ခြေတန်လေးနဲ့ဒီစည်းကြောင်းမဟုတ်ဒါဒီဟိုဟာရေကူးကန်နေပြီးတော့ဒီ overflow ဖြစ်ပြီးတော့လေအပြင်ကိုရှင်နေတဲ့ရေတန်ကြီးတော်တော်လေးကိုငြိမ်းချမ်းတယ်ဒါတော့ရေကူးကန်မှာဒီထားတဲ့စာကြီးပေါ့နော်။တောင်းဝင်ဖြစ်နေမှမသိဘူးနော်။အဲ့ဒါနောက်တစ်ရက်မှပဲဓာတုတာယာမှပဲပြင်ထွက်ပြီးပြင်ရိုက်ကြအောင်နော်။တော်တော်လေးကိုလှတယ်။တော်တော်လေးချေးလို့ကောင်းတယ်။ဝါတော်လှတယ်။ကြည့်ပါဦး။ဒီတွေထောင်းလာ။တော်လှတယ်။ဝါတော်လှတယ်နော်ဒီနေ့ဒီလေးနဲ့နှားစင်တာပုံမိုက်တာ။ဒါဒီတစ်ခုပဲရှိသေးတယ်။ပေါ်မှာဘယ်လိုလေးရှင်သွားကြည့်လိုက်အောင်။ပေါ်မှာရှိသေးတယ်ပုံမိုက်။ဒါလေးကြည့်လိုက်ပါဦး။ step by step နဲ့ဒီကလေးဖြစ်သွားဒီကနေဟိုဘက်ကူမင်းအမနီတဲ့တော့ဒီနေ့ကိုပဲထင်းစားလာပြီးတော့လမ်းလျှောက်ဝါဒီဒီတနေရာပါပဲတခြားနေရာတော့မရှိဘူးခါနဲ့နေရာပဲဒီနေရာမှာဒီလိုအထားစင်ထားလေးရှိတယ်တကယ်လည်းဒါနည်းမှောင်ဝိုင်းဒီတနခါနဲ့နေမှုရပတ်တတိတော့ထားတယ်မိုးလဲရွာတာဟုတ်လေသူကပီကတက်လေးတွေကဟိုဒီကြီးမဟုတ်တော့နည်းနည်းသကောင်းလေးစုပ်လေးရှိတယ်ဟိုနည်းနည်းတော့တတိထားပြီးတော့စဉ်းစားတော့အခုကတော့ကလုံးကားထဲမှာပါတော်တော်လေးကိုလာပါတယ်ဒီလိုကောင်းအကြီးကြီးဆက်စားတယ်ကလုံးရောက်ဒီဒီကားကြီးဒီမှာခဏတွင်းလို့ရပါတယ်လို့အပြင်ကားကြီးတွင်းပြီးပြောတယ်မတူဟိုတယ်မှာတည့်ရတူတူဒီကားထောင်းနေတာပေါ့နော်ဒီကားကြီးတွင်းပြီးတယ်လေဖေးတူးချတာလေဖေးတူးဆိုနေမှာနော်လေဖေးတူးမဟုတ်ဘူးအဲ့ဒါ
လောမျိုးမှာ က
like a map with no border, a whisper caught in the wind. I see her boots at the corner cafe with a notebook and a grin. She's chasing skies I've never named while I stay in my lane. But something in the way she moves keeps pulling at my chain. Oh, traveler, you carry the sun in your stride, leaving behind what I hold inside. If I don't ask your name today, I may never get the chance to walk beside your wandering dance. She hums a tune I've never heard in languages I can't speak. She writes down cities on her wrist and dreams she'll never keep. I sip my coffee, miss my cue, still anchored by my fear. But time rolls on like open roads, and soon she won't be here. Oh, traveler, you carry the sun in your stride, leaving behind what I hold inside. If I don't ask your name today, I may never get the chance to walk beside your wandering dance. Maybe next year in Madrid or on some quiet mountain ridge, I'll see you turn and I'll be brave. But what if courage comes too late? Oh, traveler, တလုံးကထွက်တယ်ဒီသားရရှိမယ်တလုံးရှိမယ်အင်းလေးဗယ်လီရှိမယ်ဒါတွေကကြောင့် red mountain ရဖြစ်အင်းလေးဗယ်လီတော့ဒါလေးကပါလေးလည်းမသိကြည့်အောင်ဆန်းကဆောက်မဒါလေးကကြောက်ပါလိမ့်နေတိုးဘူးကြောက်ပေါ့ကြော်စားရတာလားဩဟုတ်ရှမ်းဘက်ကတော့ဒါလေးကိုထွက်တာတယ်ကြည့်ရဒါလေးရဟာဒါဆိုအင်းလေးပဲလားအင်းလေးရောက်ထွက်တာပဲဟုတ်ဘာလို့စင်နေနဲ့ဆိုတော့ဂျိုးရီးယားနဲ့စင်တော့ဒီအိမ်လေးဝယ်လိုက်ပါလေလို့ဒီရဲ့စစ်စင်ရလေးမှာအင်းလေးဘက်ကနေထောက်ထားလို့တော့ပြောပါရဲ့ဆိုလက်ရလေးကကောင်းဒါလေးဝယ်လိုက်ပါပြီကလောစီရောက်ပါပြီမြင်ကြည့်အောင်နော်ကလောစီမှာပါရှိတယ်你的分享，老弟们，我的分享民众，我是点么东西的，我第一次的。
ဒီဒါလေးဘယ်လိုရောင်းလဲ9000နော်အဲထုတ်လောက်ပြီနော်ဟုတ်ရတယ်ဖြည်းဖြည်းလုံးနော်ဒါငမုံကြော်လားဒါဘာကြီးဟုတ်လားအသေးလေးရှိလားသေးရှိရကိုဟောဒါလေးနော်ဘယ်လိုရောင်းလဲခင်ဗျအဲ့ဒါလေး9000မယူဘူးဟုတ်ဟုတ်တူစမ်းနေတောင်ပေါ်မှာငမုံကြော်ရောင်းငမုံကြော်ထွက်တယ်စမ်းကြည့်မယ်လေနော်လူချင်းနေရှိတယ်မလို့ဟုတ်ဒါတစ်ထုပ်မြတ်ဒါတစ်ထုပ်ဟောလေးတစ်ထုပ်ဟုတ်ကဲ့ဟုတ်တူဘူးကြော်လားတူကြဘယ်လောက်လဲရောင်းနေမှာဟောကိုနေနေမရအောင်တူဘူးကြော်ငမုံကြော်လိုပဲကြော်တာပဲပေါ့နော်ဟုတ်တယ်ဒီပဲငမုံကြော်ကြော်တယ်ဒါလေးကအာမဟုတ်ကြကောင်းရင်ဒါတန်းစားလို့ရဟုတ်တယ်ဒါလောက်ဒါတန်းစားလို့ရကြော်ဒါကြကြော်အောင်မှာကိုတန်းစားတဲ့ဟာဒီမှာပဲဒါကြော်အောင်မကြော်ချင်တော့ဒါကြတော့ဘာကြီးရကြတော့9000နဲ့ဘာအဲ့ဘာကြီးပေးဖို့နော်ကြော်စားကြော်ပေးဖို့ကြော်စားမှာအဲ့လိုလည်းထွက်တယ်နေရာကြီးကဘူးနဲ့ရောင်းနေလားဘယ်လိုရောင်းလဲတဘူးဘယ်လိုရောင်းလဲတဘူးဟုတ်မလေးငါလုပ်ပြီးနေရဖြစ်ဖြစ်ဒီကောင်ကြတော့ဘယ်လိုရောင်းလဲဟောဘူးကအဲ့ဒါလေးတွေက6000နဲ့6000ဟုတ်ငါ့ကိုအဲ့ဆိုဟိုနှစ်ခုပဲပေးပါဗျဟိုနှစ်မျိုးပဲဟုတ်တော့မကောင်းဘူး6ဘူးထည့်လိုက်ရအောင်ဟုတ်ကဲ့ကျေးဇူးပါနော်ကျေးဇူးပါခင်ဗျဦးစာဒီဘယ်ရီဟိုကမမန်းလားဒါမမန်းဒါဟိုငါးလုံးနဲ့ပြောင်းနေလားလေးတန်းပြောင်းတန်းပူအားလေးတန်းပြောင်းဘယ်လိုရောင်းလဲတွင်းဘာပြောကဲရှာနေရလေးတွေ့ပါပြီဒီမှာ strawberry ချင်းတွေတွေ့ပါပြီကဲဒါလေးလုံးတန်းပြောင်းနေလေးတန်းပြောင်းလေးလုံးပြလေးတန်းပြောင်းလေးတန်းပြောင်းနေလေးတန်းပါလားရှိ6တန်း8တန်းပါလားဒါလေးတန်းဟုတ်ပြီဒါလေးတန်းဟုတ်ပြီဟုတ်9တန်းမကျေးဇူးပါဟုတ်ဘယ်လိုရောင်းလဲမြတ်1000ပါ
တချင်းတစ်တောင်း ဟုတ်ကဲ့ရှင် ဟုတ် ရှင်းလေးနဲ့ထည့်ပေးပါရှင်စင်းလေးကြီးအမလေးကြီးရ ဒီချင်းလား ဟုတ်တယ်ဟုတ်ဒီရှ ဒီ င်းနဲ့ထည့်ပေး ဩဩ ဒီစားလေးတက်ပေး ဒီဘုံနဲ့မဟုတ်ဘူး ဘုံကတော့ဟုတ်ချမ်းပြန်ပေးရလို့သူက ဩဟုတ်ဟုတ် ဘုံပေးမှအပြီးပြရဆိုတော့လေ ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့တော့ဒီတချင်းနဲ့ဒါနေကညီမျှလား သူကကြတော့အပြည့်မဟုတ်ဘူးဒါတော့ဝက်ပဲပါတယ် ဟုတ် ပြည့်စုံတဲ့တောင်းရှင် ဩအဲ့လိုဩဒီချင်းတချင်းကိုတစ်တောင်းပေါ့အဲ့လိုပြောချင်တာ ရှင်းရပေးလိုက်တာပေါ့ကွာတယ်ဝါအောင်ဆင်ပြရ ဟုတ်ကဲ့ဟုတ်ဒီတစ်ခေါက်ကလည်း အပြည့်ရှင်လည်းရတယ်ကိုဒီလိုဘုံနဲ့အပြည့်စုံတဲ့တောင်းဘုံပါတယ်ဘုံပေါ်ပါပြတာပေါ့နော် ဩအဲ့လိုဖြစ်သွားအောင်ဟုတ်ကြားရရောဝင်သွားရကိုက တော်တော်ရှားနေနင်းရှားတော့နည်းနည်းစီးရောနည်းနည်းတက်သွားအော်မဟုတ်ပါဘူးအရင်ဆက်ဆိုင်ပြောလေရှားသွားတော့ဈေးကြီးသွားတာပြောတာပြီးခဲ့တော့အဲ့ဒီကောင်ဆိုရင်6000 8000အဲ့လောက်ပဲအဲကျွန်တော်ပြီးခဲ့လာလောက်ကလာသေးတယ်ဟုတ်တယ်အဲ့ကြောင့်50သားတဲ့ခရမ်းတစ်လုံးဥတွေစိတ်ပဲဝင်နေပြောပါတယ်ဟုတ်ဒါစီကြည့်ရဒါ12000ဟိုကောင်ကတပိတ်50သားကို12000ဒါဟိုကတပိတ်သား13000ဘယ်ဝယ်တဲ့နာမသိအဲ့ဒါဆို50သားဆိုရင်6500ပေါ့9000ဟောအဲ့လိုဖြစ်သွား9000ဒါ12000ဟုတ်50သားဆိုတော့တော့ရမှာနော် ဟုတ်တယ်အဲ့လိုရတယ် အဲ့လောက်ရ ဒီမှာလေးအမှန်ဒီမှာ ဟမ်ဟော ညမ်းရတယ် ယူမယ်လေအဲ့ပါယူဟုတ်โอเค ဒီကူကအဲ့ဒါ6ထော်နေမှာလေ အားလေး50သားထပ်ယူပါတယ်ကလောစီထဲမှာပါဈေးရတော့စုံမယ်ဟိုဒီဝယ်စုံမယ်ဘာကြီးလဲတော့မသိဒီဆိုင်ကတုံးလေးဝယ်လာပါတယ်ဟုတ်ပါသည်ဟာဒီမှာတွေ့တယ်အခုမှမတွေ့တော့မတွေ့ပါဘူး